ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုဆက်ပြီးတော့စာမျက်နှာ61ကနံပါတ်ကာကြီး600စာ2.4ညီတို့တွေ့ရမည်ကိုစဉ်းစားပါအောက်တွင်ဖော်ပြထားသောအောင်နဲ့နီတို့ကြီးနီးကိုရှင်းပြပါဆိုတာလေးကိုရှင်းပြပါမယ်နော်ဟုတ်ကဲ့ဖဲကျိုး3.1 မီတာရဲ့တန်ဖိုးကိုအရင်ရှာမယ်2.4 မီတာမှာ3.1အစိတ်24စိတ်ရှိတဲ့အတွက်3.1 မီတာဖဲကျိုးရဲ့တန်ဖိုးကဆိုပြီးမှပြောထားတယ်ဒါအောင်ရဲ့စိတ်ကူးပေါ့နော်အောင်ရဲ့စိတ်ကူးကိုအရင်ကြည့်အောင်2.4ကဆယ်လီစိတ်ပေါ့နော်ဆယ်လီစိတ်ကိုဓာတ်သမ4က4စိတ်နှစ်ကတော့10စိတ်ပြန်စိတ်လိုက်လို့ရှိရင်နှစ်ကဆယ်လီစိတ်20ပေါ့နော်20ရယ်20စိတ်ရယ်ခုန4စိတ်ရယ်ဓာတ်သမ4စိတ်လေပေါင်းလိုက်လို့ရှိရင်24စိတ်ရှိတယ်ဒီ24စိတ်ကိုဒီလိုလေးရတယ်နော်အားဆိုလို့ရှိရင်2.4က24စိတ်အားဆိုလို့ရှိရင်ဖဲကျိုးရဲ့အရှည်က24စိတ်ရှိတယ်3.1ဆိုတဲ့တစ်စိတ်3.1 မီတာဖဲကျိုးရဲ့တန်ဖိုးကိုရှာခြင်းလို့ရှိရင်ဒီ24နဲ့ဖဲကျိုးရဲ့တန်ဖိုး600ကိုစားလိုက်လို့ရှိရင်အဖြေကိုရမှာပါเนาะ3.1 မီတာရဲ့ဖဲကျိုးအဖြေကိုရပါမယ်အဲဆိုရင်ဒီအကွက်လေးကဒီမှာ24စိတ်24နဲ့စားမယ်3.1 မီတာရဲ့တန်ဖိုးဒီဘက်မှာ24နဲ့600ကိုစားလိုက်လို့ရှိရင်600ကို24နဲ့စားရင်25အဖြေရပါမယ်เนาะတွက်နည်းအသေးစိတ်ကိုတော့ဒီမှာဗီဒီယိုရှေ့သွားမှာမလို့မရှင်းပြတော့ပါဘူးเนาะကိုယ်တိုင်လေးတွက်ပြီးမှကြိုးစားကြည့်ပါဒါကြောင့်1 မီတာဖဲကျိုးရဲ့တန်ဖိုးကဒါ3.1 မီတာရဲ့တန်ဖိုးက25ကျပ်ရပြီပေါ့နော်25ကျပ်ကိုဒါ3.1 မီတာရဲ့တန်ဖိုးပဲဖြစ်တယ်1 မီတာလိုချင်လို့ရှိရင်1 မီတာတန်ဖိုးဖြစ်ချင်လို့ရှိရင်30နဲ့မြောက်လိုက်လို့ရှိရင်3.1 မီတာကနေ1 မီတာဖြစ်သွားမှာပေါ့နော်1 မီတာတန်ဖိုးဒါကြောင့်မို့လို့ဒီရလာတဲ့အဖြေ25ကို25ကျပ်ကို30နဲ့ထပ်မြောက်လိုက်လို့ရှိရင်1 မီတာရဲ့1 မီတာဖဲကျိုးရဲ့တန်ဖိုး250ကျပ်ကိုရရှိမှာပါဒါဆိုလို့ရှိရင်အဖြေက250ကျပ်ရပါမယ်เนาะနင်နီရဲ့စိတ်ကူးကိုရှင်းပြပါမယ်နင်နီကဘယ်လိုတွက်တယ်လဲပေါ့เนาะဒီ2.4ကို10စားတိုးပြီး24ပြောင်းတယ်ပြီးတော့24 မီတာဖဲကျိုးရဲ့တန်ဖိုးကိုရှာတယ်လို့ပြောထားတယ်အဲဆိုရင်ဒီ2.4ကို10စားတိုးလိုက်လို့ရှိရင်24ပြောင်းသွားတယ်ပေါ့နော်2.4နဲ့10နဲ့ကိုမြောက်လိုက်လို့ရှိရင်24ရတယ်ပေါ့နော်အဲဆို10စားတိုးတယ်ဆိုတာမြောက်လိုက်ပြီး24ပြောင်းသွားတယ်အဲ့လိုပြောင်းလိုက်တယ်အဲ့လိုပြောင်းလိုက်တဲ့24ကဘာလဲဆိုလို့ရှိရင်24 မီတာဖြစ်သွားတာပေါ့နော်24 မီတာဖြစ်သွားပြီအဲဆိုရင်10စားတိုးတယ်ဆိုတော့24 မီတာ24 မီတာရဲ့ဒီဖဲကျိုးရဲ့တန်ဖိုးကိုရှာတော့မယ်24 မီတာရှိတယ်ဖဲကျိုးရဲ့တန်ဖိုးဒါဆိုလို့ရှိရင်2.4က10စားတိုးလို့ဒီ2.4တန်ဖိုးရဲ့ဖဲကျိုးတန်ဖိုး600ကျပ်လဲ10စားတစ်ဖက်မှာတိုးမယ်ဒီ600ကိုတိုးလိုက်မှာပေါ့နော်600ကိုလည်း10စားတိုးလိုက်လို့ဆိုရင်30နဲ့မြောက်ပေါ့10စားတိုးတယ်600မြောက်10ဆိုလို့ရှိရင်6000ရမယ်
ဒါဆိုရင်2.4ဆိုတဲ့ကိန်းဂဏန်းကို10သာတိုးရင်24တိုးလိုက်ပြီးတစ်ဖက်မှာနောက်သူ့ရဲ့တန်ဖိုးဖြစ်တဲ့600ကျပ်ကိုလည်း10နဲ့မြောက်ပြီးမှ10သာတိုးလိုက်တယ်6000ဖြစ်သွားတယ်ဒါဆိုရင်24နဲ့6000ဖဲကြိုးမီတာအရှိက24ဖြစ်သွားပြီးမှသူ့ရဲ့တန်ဖိုးက6000ကျပ်ဖြစ်သွားတယ်အဲဆိုဖဲကြိုး24မီတာရဲ့တန်ဖိုးက6000ကျပ်ဖြစ်တဲ့အတွက်1မီတာဖဲကြိုးရဲ့တန်ဖိုးကဆိုမှရှာလို့ရှိရင်1မီတာတန်ဖိုးရှာလို့ရှိရင်အရင်ပြောထားတဲ့ပုံသင်နည်းအတိုင်းပဲဖဲကြိုးရဲ့တန်ဖိုးကိုဖဲကြိုးအရှိန်နဲ့စားလို့ရှိရင်ဒီ1မီတာဖဲကြိုးရဲ့တန်ဖိုးကိုရမှာဖြစ်ပါတယ်ဒီမှာကဖဲကြိုးရဲ့တန်ဖိုးက6000ကျပ်ဖြစ်ပြီးအဲဆိုရင်ဖဲကြိုးရဲ့အရှိန်ကဘယ်လောက်လဲဆိုရင်24မီတာဖြစ်ပါမယ်เนาะအဲဆိုတော့ဒီကွက်လက်ကို24ဖြည့်မယ်အဲဆို6000ကို24နဲ့စားလိုက်လို့ရှိရင်ဘယ်လောက်ရမလဲဆိုလို့ရှိရင်250ကျပ်ရမယ်သူရဲ့1မီတာဖဲကြိုးတန်ဖိုးကိုရရှိပြီဖြစ်ပါတယ်250ကျပ်ပါအဖြေကလည်း250ကျပ်ရရှိပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အောင်နဲ့နီရဲ့စိတ်ကူးတွေကိုတွက်ပုံတွက်နည်းတွေကိုနားလည်ပြီလို့ယူဆပါတယ်ဒီတွက်နည်းနှမျိုးမှာဆိုလို့ရှိရင်နီရဲ့တွက်နည်းကပို့ပြီးမှလွယ်ကူမယ်လို့ထင်ပါတယ်เนาะအခုဆက်ပြီးတော့နံပါတ်5အောက်တွင်ပြထားသောပုံကိုအသုံးပြုပြီးနီ၏စိတ်ကူးကိုရှင်းပြပါနီရဲ့စိတ်ကူးကိုရှင်းပြရမယ်ဆိုလို့ရှိရင်ဒီပုံပေါ့နော်နီကသူက2.4မီတာရှိတဲ့ဖဲကြိုးကိုဝယ်မှာပေါ့နော်2.4မီတာရှိတဲ့ဖဲကြိုးကိုဝယ်လို့ရှိရင်သူ့ရဲ့တန်ဖိုးက600ကျပ်ဆိုလို့ရှိရင်1မီတာမှာဘယ်လောက်ကျတယ်လဲသူကသိကျင်တာပေါ့နော်1မီတာမှာဘယ်လောက်ကျတယ်ဆိုလို့ရှိရင်ဖဲကြိုးရဲ့တန်ဖိုးကိုဖဲကြိုးရဲ့အရှိန်နဲ့စားလိုက်လို့ရှိရင်1မီတာရဲ့တန်ဖိုးကို1မီတာဖြစ်တဲ့ဖဲကြိုးရဲ့တန်ဖိုးကိုရရှိမှာဖြစ်ပါတယ်ဒါပုံသေးနည်းပေါ့နော်သူကဒီ2.4နဲ့ဒသမကိန်းနဲ့ဒီ600ကိုမစားသေးပဲနဲ့ပေါ့နော်မဖြည့်ချင်းမတွက်သေးပဲနဲ့တွက်လို့လွယ်အောင်လို့ဆိုမှဘယ်လိုလုပ်တယ်လဲဆိုတော့2.4ကို10သာတိုးလိုက်တယ်ခုနနံပါတ်ကကြီးတော့ကနီရဲ့စိတ်ကူးပေါ့နော်အဲ့ဟာနဲ့ဆက်ဆက်ပြီးတွေးမယ်ဆိုလို့ရှိရင်2.4မီတာကို10သာတိုးလိုက်တယ်ဒီဘက်ကဖဲကြိုးရဲ့အရှိကို10သာတိုးလို့ရှိရင်ဖဲကြိုးရဲ့တန်ဖိုးကိုလည်း10သာတိုးလိုက်တယ်ပေါ့နော်အားဆို2.4ကို10သာတိုးတယ်ဆိုရင်24ဒသမလေးပျောက်သွားတယ်အဓိကတော့ဒီဒသမကိန်းလေးကိုဖြောက်ချင်တာပေါ့နော်အားဆို10နဲ့မြှောက်လိုက်တယ်10လီစိတ်မလို့10နဲ့မြှောက်လိုက်တယ်အားဆိုတော့24ရတယ်ဒီမှာသူ10သာတိုးလိုက်တာ24ရပြီဒါဆိုလို့ရှိရင်တော့တန်မိုးဖြစ်တဲ့600ကိုလည်းတစ်ဖက်မှာ10သာတိုးလိုက်တယ်နှစ်ခုလုံးပေါ့နော်နှစ်ဖက်တိုးရတာပေါ့အဲဒါဆို600တိုးလိုက်တယ်600တိုးတယ်ဆိုလို့ရှိရင်10သာတိုးလိုက်တယ်600ကို10သာတိုးလိုက်တယ်ဆိုရင်6000နော်အဲ600နဲ့10နဲ့မြှောက်လိုက်တာပေါ့နော်6000ရမယ်အဲဆိုရင်6000ကို24နဲ့စားလိုက်လို့ရှိရင်ဒီအဖြေကိုရရှိပြီပေါ့နော်အဲဆိုရင်ဒီအဖြေလေးကိုရပြီဆိုလို့ရှိရင်ဒီအဖြေကဒီ2.4နဲ့600ကိုစားတဲ့အဖြေနဲ့ဒီ10သာတိုးပြီးစားတဲ့အဖြေနဲ့เนาะတူတယ်เนาะတူညီတယ်လို့ပြောထားပါတယ်เนาะဒါဆိုရင်တူညီတယ်เนาะဒါဆိုရင်ဒီ6000ကို24နဲ့စားလို့ရှိရင်ဘယ်လောက်ရမလဲဆိုလို့ရှိရင်250ပါเนาะ250ရတယ်
ဒီ250ကဒီမတိုးခဲ့တော့အခြေအနေအဖြေနဲ့ဆိုလို့ရှိရင်5မှာအတူတူပဲမို့လို့ဒီဟာလည်း250လည်းဒီမှာလည်းတူနေမှာဖြစ်ပါတယ်เนาะဒါဆိုရင်ဒီဆက်တွဲချက်ကိုအရင်ကလည်းတင်ထားဖို့ပါတယ်เนาะအရင်ကလည်းတင်မှုပြီးသားဖြစ်ပါတယ်ဒါလေးကိုနားလည်ကြလိမ့်မယ်လို့ထင်ပါတယ်เนาะဆက်ပြီးတော့နောက်ဗီဒီယိုကြရင်စာမျက်နှာ62ကနံပါတ်1နဲ့2ကိုဆက်ပြီးရှင်းပြပေးသွားပါမယ်เนาะကျေးဇူးပါခင်ဗျာ